တစ်ဖက်ကဘော်ရူတို့ကတော့သူ့အမေပြောမှဟီမာကိုသူမုန်းဝဲလာပေးမယ်လို့ပြောခဲ့တဲ့ကတိကိုတတိယသွားခဲ့ပါတယ်အဲ့ဒါမေးလာလေဆိုရင်လည်းညီမလေးကိုသွားတောင်းမှန်မှုပြောလိုက်ပြီမယ်အမှန်တိုင်းပြောလိုက်ရင်လည်းဗျာခုကန်စာမိမာကြောက်တဲ့အတွက်သူကရေနိုင်ငံမြူနေရွာရဲ့နာမည်ကြီးတင်ကြိုးခောက်မှုဝဲလာခဲ့ပြီမယ်တငယ်ချင်းတယောက်ရဲ့ပစ္စည်းတုပ်တွေပါသွားတာဖြစ်တဲ့အကြောင်းပြောရင်အချိန်ဆွဲထားလိုက်ပါတယ်ပြီးရင်တော့မုံဝဲလာတဲ့တငယ်ချင်းတွေနဲ့တရားလုံးကဈေးဆိုင်တွေပတ်ပြီးမြူနေရွာရဲ့တင်ကြိုးခောက်မှုကိုရှာပြီးမယ်လူတိုင်းကစားလို့ကုန်သွားပြီဖြစ်တဲ့အပြင်ဘယ်ဆိုင်မှမရောင်းတဲ့အတွက်တနေ့ကုန်သွားတဲ့အထိဘာလို့ရမှန်းမသိပဲဖြစ်နေခဲ့ပါတယ်ဒါပေမဲ့ဆာရတာကကိုနိုဟာရွာထဲမှာရှိတဲ့ထူးဆန်းပြီးကြောင်ကြားတဲ့ဆိုင်တစ်ဆိုင်ကြီးလမ်းညွှန်ပေးလိုက်ပြီးအဲ့ဆိုင်ကရွာပေါင်းစုံကပစ္စည်းတွေရောင်းနေရှိပေမဲ့တင်ကြိုးခောက်မှုရှိမရှိနဲ့လွယ်လွယ်ကူကူရောင်းပေးမပေးတော့သူမသိရဲ့အကြောင်းပြောပြလိုက်ပါတယ်အဲ့လိုနဲ့မီဆူကီနဲ့သူရောက်သွားကြတဲ့အချိန်မှာတော့ရွာပေါင်းစုံကအစားအသောက်တွေပြီးသူရှာနေရဲ့မုံကိုပါကန်ကောင်းစွာနဲ့တွေ့သွားခဲ့ပြီပဲဆန်ရှင်အဖွားကြီးကလူတိုင်းကိုလွယ်လွယ်နဲ့မရောင်းပေးတတ်တဲ့အတွက်တိုင်ပတ်နေရခြင်းဖြစ်ပါတယ်မီဆူကီကတော့ဘိုရူတိုကိုထိရင်အဖွားကြီးရဲ့ခယူးဆိုင်မနေပဲတီးဖို့လုပ်နေတဲ့အတွက်ဘိုရူတိုကပြန်တားလိုက်ရပြီ